ဝါလိုမျိုးနိုင်ငံရေးအဆင့်တန်းမျိုးတို့အနေနဲ့ရကျင်တာမျိုးတွေ့ရတယ်ပေါ့လေအေးဆိုလဲအေး၎င်းပေါ့လေဒီအခုလိုမျိုးဒီ2021နိုင်ငံရေးအပြောင်းလဲမဖြစ်ခင်ကတည်းကသူကပြောလာတာပေါ့လေဝါလိုမျိုးအခွင့်အရေးမျိုးနိုင်ငံရေးအဆင့်တန်းမျိုးလိုချင်တယ်ပေါ့ပြီးတော့လက်ရှိမှာကျတော့လေဒီတခြားဒီရှမ်းမြောက်ဘက်မှာရှိနေတဲ့တိုင်းနယ်လက်နက်ကိုင်တွေကလည်းဒီလိုအနေအထားမျိုးတွေတွေ့ရတယ်ပေါ့လေဝါထံမပွင့်တော့မှပဲပြည်နယ်တို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ဒေသတွေထပ်တိုးပေးဖို့ပေါ့လေဆိုတော့ပေါ့ဒီလိုမျိုးပေါ့ဝါလိုမျိုးနိုင်ငံရေးအဆင့်တန်းမျိုးကိုလက်ရှိအနေအထားမှာပေါ့တခြားဒီတိုင်းနယ်လက်နက်ကင်တွေကိုပေးဖို့အတွက်ပေးနိုင်ကြရှိမလားပေါ့ပေးလို့ရောရမလားပေါ့ဘယ်လိုမျိုးသုံးသပ်မိလဲပေါ့ရှင်ဝါလို့ပေးလို့မရဘူးပေါ့နော်မရဘူး။အဲဒါဒီပတ်ဝန်းကျင်နောက်ခံအခြေအနေကဝါနဲ့လည်းမတူဘူးပေါ့နော်။မတူဆိုတာဝါဆိုတာကတစ်ချိန်တော့သူကပြောရရင်တော့တစ်ချိန်ကရိုင်းနေတဲ့ခါကျတော့ဒါအမှန်တည်းပြောတာလေနော်။ဒီတိုင်းလည်းပြောလို့လားပြောဒီ1948ခုနှစ်တိုင်းပြည်ပြုလွှတ်တော်ညီလာခံကိုတော့မှအင်္ဂလိပ်ဆိုတာကမဖိတ်ခဲ့ဘူး။ဘောနော်မဖိတ်ခိုင်းဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်သူကဘာမှဆွေးနွေးကြမရှိဘူးသူတို့ဘာမှမသိဘူးပေါ့နော်။အဲ့တော့ဒါတစ်ချက်ပေါ့နော်။အဲ့တော့တစ်ချိန်တော့သူကဒီအုပ်ချုပ်ရေးမခိုင်မာတဲ့အတွက်ကြောင့်ဘလို့သူ့ဘယ်အုပ်ချုပ်နေတာမဟုတ်ဘူး။ဘလူဘာပြောမှမသိတဲ့ခါကျတော့သူဒီတိုင်းကြီးပြစ်ထားတာ။အဲ့ဒါကဘယ်လောက်ထိပြစ်ထားလိုက်လဲဆိုတော့အင်္ဂလိပ်ဆိုတာကလှည့်ကိုမကြည့်တာက1936ခုနှစ်ဒီ1886ကနေပြီး1936ဒီအနှစ်50တော့အင်္ဂလိပ်ဆိုတာလှည့်မကြည့်ဘူး36ကျတော့နည်းနည်းဝါတွေကဘေးကဟိုပန်တို့ဘာလို့မြို့တွေကိုလာပြီးတော့အစောမှာကွန်လုံတို့လာထိခိုက်တဲ့တာအင်္ဂလိပ်စစ်တပ်ကအဲ့မှာဝါတွေကိုမှထုံးမဖို့ဆိုပြီးတော့ဝါဒီမှာအဲ့လိုရှောက်ပြလိုက်တာပေါ့နော်ဒီတစ်ချိန်မဲ့သူကအင်္ဂလိပ်ကဝင်ဘူးတာပေါ့အဲ့တော့မြန်မာပြည်နေလဲလွတ်လပ်တယ်လို့တော့မဟုတ်ဘူးသူလည်းတရုတ်ပြည်လည်းအခွန်ချက်တကဆက်တယ်မြန်မာပြည်ဆက်တကဆက်တယ်မဆက်တဲ့ခါလည်းမဆက်ဘူးတန်ဖွဲ့တွေကိုချောင်းပြီးတော့ဖြတ်တောက်တိုက်ဆက်တာမျိုးလုပ်နေတယ်လုပ်တယ်အဲ့တော့အဲ့ဒါကဝါပေါ့နော်အဲ့ဒါကဘာနဲ့တွားတူလဲဆိုတော့အိန္ဒိယအနောက်မြောက်ဒေသအာဖဂန်နစ္စတန်အတက်တွေမှာမျိုးနဲ့တွားတူပါတယ်တော့ဒုတိယအနေထားကြတော့သူ့လောက်မဆိုးတဲ့အနေထားကြတော့ကျော်ကွာပေါ့သူ့လောက်နင်းကြီးပေါ့သူ့လိုတော့မဆိုးဘူးအဲ့ဒါကတော့ကကိုကန်ဒေတာသူကိုကန်ဒေတာကတော့အစတည်းကတိမ့်ကြီးစော်ဘွားကြီးရဲ့ဒီယောက်ကအာဏာစစ်ကိုခံယူတယ်ကာကွယ်မှုကိုခံယူတယ်သူကဒီတိမ့်ကြီးစော်ဘွားကြီးရဲ့ဒီမြန်မာနိုင်ငံလွတ်လပ်ရတဲ့ခါကျတော့လေသူကစော်ဘွားချင်းမရှိဘူးနော်ဒီရန်ချင်းဆိုင်ရသူကပဲရှိလူသားချင်းမရှိတယ်အဲ့တော့သူလည်းတကယ်ဆိုရင်တော့လောက်ခွင့်မရှိဘူးမြန်မာနိုင်ငံကိုသူနောက်မှလည်းဝင်လာတဲ့လူတွေဖြစ်တယ်ကျန်တဲ့ပြည်နယ်တွေကကချင်ဆိုတာလည်းမရှိဘူးမဖြစ်ဘူးသူကချင်ဆိုတာအစတည်းက49ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာခွဲထုတ်ခဲ့တာမပေးဘူးနော်မရဘူးပလောင်ဆိုတာလည်းတကယ်တော့တိတ်နေစပွားကြီးအောင်ချုံအောင်သူကပြောချင်တာကအေးရောဘာရောပြည်နယ်လေရောကျန်တဲ့ပြည်အကောင်လုံးကမြန်မာပြည်မနဲ့ဒွေရောရှစ်တင်ကတိတ်များတယ်အဲကြောင့်မလို့သူတို့ဟလာဝါလို့တယ်လို့မျိုးသူတို့လုံးလို့မရဘူးဝါတော့လက်ရှိအနေထားမှာဘုရားဘာကမရဲ့အမွေဆက်ခံရတာနော်သူတို့ပြည်ကွန်ပျူတာတက်မှုကိုသူတို့ရရှိထားတာကြီးနောက်ပြီးတော့အစိုးရအချက်ချက်ကလည်းသူ့ကိုတိတ်ပြီးတော့အရင်မပေါ့ဆိုပြီးတော့ပြစ်ထားပြီးတော့ပေါ့နော်ရှင်းမကြည့်တာရပေါ့နော်ဒီတို့ကြောင့်မလို့အမှန်တမ်းပြောရင်သူ့ရဲ့ဟလာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒါလေးကခိုင်မြဲနေတာတကယ်ဒါကသူတိတ်ပြီးတော့အားရှိလို့သူတိတ်ဘုံညစ်နေတော့မှားသွားတယ်ပေါ့နော်ဒါပြည်တော်မျိုးစုဝါတွေရဲ့ဒါသဘောထားကြီးမှုပေါ်မှာပူတည်ပြီးတော့သူဒါရတယ်ကျန်တဲ့လူတွေကသူရဖို့အခွင့်အရေးမရှိဘူးတမိုင်းကြောင်းရလည်းမရှိဘူးလက်ရှိလူမှုဆက်ဆံရေးပေါ့ social economic လူမှုစီးပွားရေးအနေထားရလည်းလုပ်ပြလို့မရဘူးလို့အဲ့ဒါကိုကျွန်တော်ကပြောပါတယ်ဒါမဲ့ဒီဝါမှာကြတော့သူ့ရဲ့ကြောထောက်နောက်ခံကတရုတ်ရှိတော့ကြတော့သူ့အင်အားကကောင်းမနေဘူးလားရှင်သူကအဲ့လိုထင်ရတာပေါ့နော်သို့တော့အစတည်းကတရုတ်ကဝါကိုသူကပြောင်းကူညီလို့မရဘူးဝါကိုခွကြောင်ခုဘက်ကတော့ကူညီနိုင်တာပေါ့နော်ဘာဖြစ်လို့ပြောင်းကူညီလို့မရလဲဆိုတော့ဒီနေမျိုးကိုမြန်မာပြည်ရတာအမှန်တည်းဆိုဝါတွေကမြန်မာပြည်ရဲ့အရေးကလေးကိုခုတ်ပြီးတော့သူကလှုပ်ရှားနေကြတာပေါ့နော်ဒါကြောင့်မြန်မာနိုင်ငံအလံလေးတပြားနဲ့ဒါကျွန်တော်တို့ကမြန်မာနိုင်ငံလေးရပါဆိုပြီးတော့သူတို့ကတူငါတမင်းလောက်တာပေါ့နော်မြန်မာအစိုးရကသူ့ကိုတရုတ်ပြည်ကိုဖက်ပေးလိုက်ပါလားသူတရုတ်ပြည်ကွန်မြူနစ်ပါတီကသူ့ဝယ်ကိုလောက်တာမှာပေါ့
တစ်ချက်ကတော့သူတရုတ်ကသူ့ဆက်ပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းပေးမှာပဲဒါကတရုတ်ကမူဝါဒရှိတယ်သူဆိုဟာလာအခုလိုစစ်တပ်ထောင်လိုက်နော်ဟိုသူများမြန်မာပြည်ကသူများတပုံတွေပေါ်မှာဟာလာလက်နဲ့လောင်းစားလိုက်သူထုတ်ပြခေါ်လုပ်တယ်ဆိုတော့ဒီနေသားမျိုးကတော့တရုတ်လက်အောက်မှာနေလက်ခံမှာမဟုတ်ဘူးလေအဲ့တော့တရုတ်ကွန်မြူနတီပါတီရဲ့ပါတီရေးဒီမိုကရေစီစည်းကမ်းတွေရသူတို့သွားအခုလိုချုပ်မျိုးစုလိုက်သူတို့ဟိုပါလက်ဝကြီးတို့လူတွေကြလို့မရဘူးပေါ့နော်ဒီဓာတ်တွေသူတို့သိတယ်အဲကြောင့်မို့သူကမြန်မာအလံလေးတပြပဲနဲ့သူကလုပ်တာပေါ့ဗျာဟိုမြန်မာနိုင်ငံကိုချစ်လို့လည်းမဟုတ်ဘူးသူကဒီတရုတ်မြန်မာနယ်နိမိတ်စာချုပ်ကြီးကတရုတ်ကွန်ဂရက်ကိုယ်တိုင်ကနေဟာလာဒီပြုထောက်ခံထားတာလေးကိုသူတို့အားကိုးပြီးတော့မြန်မာပြည်ရဲ့အရေးကိုပြီးတော့လှုပ်ရှားနေကြတယ်ဒါကြောင့်သူကမထွက်ဘူးဟာလာဒီလိုတွေနေနေတာပဲမဲ့ကြောက်ကိုယ့်အကူလွတ်လပ်နေမှဆိုလုပ်တာတရုတ်ကဒါကြောင့်မလို့သူ့ကိုအဆုံးစွန်ထောက်ခံမှုတရုတ်ကပေးလို့မရဘူးဒီနယ်နိမိတ်စာချုပ်ကရှိပြီးသားဖြစ်နေတယ်ဒါကြောင့်မလို့တရုတ်ကအမှန်တမ်းပြောလို့ရှိရင်ဝါရဲ့ကျွန်တော်တို့ဟာလာကုန်သွယ်မှုကဘယ်လောက်ရှိမလဲပြည်မာကြီးရဲ့ကုန်သွယ်မှုကဘယ်လောက်ရှိမလဲသူရွေးရမှာပေါ့ဝါတကယ်တော့နိုင်တာလောက်ပဲရှိတဲ့လူကြီးတွေကသူဒီကွဘယ်လိုဖြစ်နော်ဒီနေသားရှိပါတယ်အဲ့တော့ဟိုတရုတ်ကဝါနဲ့အတူမြန်မာပြည်နဲ့ဘာရွေးလို့ဆိုရင်တော့ပြည်မရွေးရမှာပေါ့နော်ဒါဆိုပေါ့လေလက်ရှိဒီနိုင်ငံရေးခင်းချင်းရပေါ့ညီမနိုင်ငံရဲ့အခင်းချင်းရဆိုရင်ဒီလက်ရှိမှာဆိုလဲတွက်မှဆိုရင်ကြတော့ဒီမြေပြင်နေထားရဆိုရင်တိုင်းသားလက်နက်ကိုင်တွေကဟိုအားကောင်းနေတဲ့အနေထားလို့ပြောရမှာပေါ့လေဘာဖြစ်လို့ဆိုတော့တင်းပိုက်ထားတဲ့နယ်မြေဒေသတွေကလည်းများနေတဲ့အနေထားမျိုးဆိုတော့ဒီဝါလိုမျိုးနိုင်ငံရေးအဆင့်တန်းမဟုတ်ရင်တော့မှပဲပေါ့လေသူတို့တွေအတွက်ကြတော့ဘလို့နိုင်ငံရေးအဆင့်တန်းမျိုးရတဲ့နေလို့သုံးသပ်မိလေရှင်ကျွန်တော်တို့ဒီဘက်ကလည်းတိတ်ပြီးလက်ကြီးအုပ်လုံးနဲ့ဆိုတော့သွားကြည့်တယ်လေဟိုပြောရလို့ရှိရင်ဒီလူတွေကိုကျွန်တော်တို့ကဟလာဟိုမင်းတို့မင်းဟလာဒီဘောမင်းခက်က status မျိုးတော့ကျွန်တော်တို့ကပေးကိုပေးရမှာလေရှမ်းဆိုလေကျွန်တော်တို့ကဟလာသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှမ်းမှာကျတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုများပါတယ်ဟိုကရှမ်းတော်ဘာကြီးတွေကသူကပြည်ထောင်စီရင်ဝင်တော့မှမြန်မာပြည်ကပေးထားပြီးနော်ဟိုမှာကျတော့ဒီကသူကတက်လာတဲ့ခါကျတော့ပြည်ထောင်စီရင်ဝင်ကိုမပေးတော့ဒါသူဟလာပြည်ထောင်စီရင်မှုရှိတယ်ဆိုလို့ရှိရင်ဒီကိစ္စဆိုခွင့်ပြုချက်ကိုရယူပါမယ်ခွင့်ပြုချက်မရယူလည်းဟာလားသိချင်တယ်လို့မရဘူးဆိုတာကကျွန်တော်တို့ဒါဒီ certification ဘာမှလည်းမကျွန်တော်ကြားထမ်းထားပါเนาะအမှရေးထားတာရှိပါတယ်เนาะအဲ့တော့တောင်းတဝင်တော့တဲ့နယ်ဝင်တော့တဲ့အတည်ပြုချက်ရယူပါပါတယ်အဲ့တော့ကတော့မြန်မာပြည်ရင်ဒီလောက်တော့ကျွန်တော်တို့ကပေးတဲ့ကျွန်တော်တို့ဘက်ကလည်းလွန်ခဲ့တယ်ဆိုတာလွန်ခဲ့တယ်ကျွန်တော်တို့ဘက်ကလည်းပြောရင်သူတို့ပြောနေတဲ့ပြည်လုံးစာချုပ်ကိုခောက်ပြတယ်ဆိုတာလည်းအမှန်ပဲဒါလည်းကျွန်တော်တို့ကညှင်းလို့မရဘူးပေါ့နော်အဲ့တော့ပေးရမယ်အခုထက်တော့ပို့ပေးရမယ်အခုဟိုအသေးစိတ်ကစပြီးတော့ဟိုနေပြီးတော့လိုက်ပြီးတော့အခုကျွန်တော်ပို့ပြီးကြံပြပြီးခွင့်ပြုနေရတာမျိုးကတော့မဖြစ်သင့်ဘူးဒါကဟလာဥပဒေတင်တဲ့ထက်တုန်းကလည်းဟလာဖွဲ့စည်းဝင်ချက်ကဥပဒေပဲကခွင့်မပြုရင်တော့မှဆက်ညပဲပြောမထားတဲ့အရာတွေကိုခွင့်မပြုဟိုပါပေါ့နော်အာဏာခွင့်ပြုမှုကမရှိဘူးတခါနောက်တက်လာတဲ့ဒုတိယလွတ်တော်ကြတော့လေပူတော်ချိုးနေတယ်လို့ဖြစ်နော်ဟို NLD ဆိုက NLD လွတ်တော်ကြတော့လေပို့ပြီးတော့ဟိုဒီမိုကရက်ပို့ဖြစ်မလာပဲနဲ့ပေါ့နော်ပို့ပြီးတော့ချိုးတဲ့အနေထားတစ်ခုသွားပြီးတော့တွေ့ရတော့ဒါကြောင့်တိုင်းသားတွေကမကျေနပ်တော့ပါဒါကြောင့်ကျွန်တော်တို့ကလုံးဝအခုဘာလို့ဟိုပုံစံမျိုးတော့ပြီးလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ဖြစ်တဲ့အနေထားတွေလက်ရှိပုံစံနေထားတော့ကျွန်တော်တိုးမြင့်ပေးရမယ်သူတို့ရဲ့ဘာသာစာပေတွေကိုလွတ်လပ်ခွင့်ပေးရမယ်ပြုကျင့်သုံးနေတဲ့ဒီပေါ့နော် cultural independence နော်ဒီကျမှုဆိုင်ရာလွတ်လပ်ခွင့်ရတော့ကျွန်တော်တို့ကပေးဖို့တင်တယ်လို့ကျွန်တော်ပြောချင်တယ်ဒါဆိုပေါ့ဆရာဟိုပေါ့အဲ့လိုမျိုးပေးတဲ့ခါမှာပေါ့လေဟိုဘယ်လောက်အဆင့်တန်းလောက်ထိလို့ရောဆရာသုံးသပ်မိထားမျိုးရှိလဲရှင်သူတို့မှာဟိုဘာလို့စစ်တက်ထောင်ပြီးတော့ဒါမျိုးလုပ်လို့မရဘူးနောက်တစ်ခုကတော့ဟိုကျွန်တော်တို့ဟိုပြည်နယ်တွေမှာဖြစ်တဲ့ကိစ္စတွေကဖြစ်တဲ့ပြဿနာတွေကပြည်ထောင်စုကိုမထိခိုက်ဘူးဆိုရင်ပြည်နယ်ထဲမှာပဲကျွန်တော်ကထုတ်ပြခွင့်ကျွန်တော်တို့ကပေးရမယ်။နောက်ပြီးတော့ပြည်နယ်အုပ်ချုပ်ရေးမှူးတွေပေါ့နော်။အဲ့တော့ပြည်နယ်ဝန်ကြီးချုပ်ပေါ့ဗျာ။သို့တော့ပြည်နယ်ဝန်ကြီးချုပ်ဆိုတဲ့စကားကတော့နည်းနည်းလေးကျွန်တော်တော့မကြိုက်ဘူး။ကျွန်တော်တို့ဟိုဒီတော့ပေါ်တဲ့လူတွေတော့ရောက်လာခဲ့လို့ရှိရင်ကျွန်တော်အဲ့ဒါပြင်မှာပေါ့နော်။ပြည်နယ်အုပ်ချုပ်ရေးမှူးပေါ့နော်။ဒီပြည်နယ်အုပ်ချုပ်ရေးမှူးတွေမှာရာဇဝတ်ပြမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်လူငယ်ချမ်းသာခွင့်တွေပေးရလို့ကြည့်နော်။နောက်ပြီးတော့အထွေထွေအုပ်ချုပ်ရေးမှာဒီမှာသူကသူဆုံးဖြတ်နေတယ်သူတို့ staff နဲ့ရုံးဖွဲ့နေဆိုတာမျိုးကြည့်ကျွန်တော်ကဖြစ်တယ်လေကျွန်တော်အဲ့လိုယူဆတယ်နော်။